ကမ္ဘာပေါ်မှာအညစ်ပတ်ဆုံးနဲ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ကြော်ကြားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပြည်သက်တို့မသိသေးတဲ့တခြားထူးဆန်းထွေလာအကြောင်းအရာတွေလည်းရှိနေပါတယ်။ဒီနေ့မှာတော့ဘင်္ဂလားဒေ့ရှ်ကအမေနဲ့သမီးကယောက်ျားတစ်ယောက်တည်းကိုအတူတူလက်ထပ်ပြီးပေါင်းသင်းတဲ့တဲ့ရင်အပါအဝင်အမြဲလူစီကားပြီးတက်သိမ့်နေတဲ့ပိုးဆောင်ရေးအကြောင်းရောမျိုးဆက်လေးဆက်လုံးမှာလက်ပွေရမရှိဘဲနေထိုင်ခဲ့ရတဲ့မိသားစုအကြောင်းတွေကိုရောပြောပြပေးသွားမှာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဘလို့ထူးဆန်းပြီးတော့မယုံကြည်နိုင်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်ပျက်နေလဲဆိုတာကိုသိရဖို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ရှင်။ကလေးငယ်တွေကိုလက်ထပ်ထိမ်းများပေးခြင်းဒီအကြောင်းကိုသာကြားရင်တော့ပြည်သက်တို့ယုံကြမှာဆိုပေမဲ့ဒီအကြောင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတကယ်ဖြစ်ပျက်နေတဲ့ဆိုးဝါးတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကကမ္ဘာပေါ်မှာကလေးငယ်တွေကိုအများဆုံးလက်ထပ်ပေးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပြီးသူတို့သမီးတွေက3ပုံ1ပုံလောက်ကသူတို့တော်တော်လေးငယ်သေးတဲ့အရွယ်မှာပဲလက်ထပ်ခဲ့ရတာပါ။ UNICEF ရဲ့လေ့လာချက်အရဘင်္ဂလားဒေ့ရှ်နိုင်ငံကကမ္ဘာပေါ်မှာကလေးတွေကိုလက်ထပ်ထိမ်းများပေးတဲ့နှုန်းအများဆုံးနိုင်ငံဖြစ်ပြီးတော့သူတို့သမီးတော်တော်များများကသူတို့အသက်15နှစ်မတိုင်ခင်လောက်မှာပဲလက်ထပ်ဖို့အတွက်ဖိအားပေးခံခဲ့ရပါတယ်။အိမ်မက်တွေပြင်းနှက်နေတဲ့စေကျော်သက်အရွယ်လေးမှာလက်ထပ်ဖို့အတွက်ဖိအားပေးခံရတာကအမျိုးသမီးငယ်လေးအတွက်တော်တော်လေးကိုဆိုးဝါးတဲ့ဒလေးပါပဲ။ကလေးအရွယ်လေးတွေရဲ့ဘဝတွေဖျက်ဆီးခံရသလိုဖြစ်ပြီးတော့မိသားစုတစ်ခုလုံးရဲ့တာဝန်တွေပခုံးသေးသေးလေးပေါ်ထမ်းမှုတင်ပေးလိုက်သလိုပဲဖြစ်ပါတယ်။ကလေးဘဝလေးကိုတေချာတော်မကုံဆုံးရသေးပဲသူတို့သမီးတစ်ယောက်ဖြစ်လာပြီးတော့မိဘတွေရဲ့လောင်းရိပ်အောက်ကနေထွက်လာရသလိုတငယ်ချင်းတွေနဲ့ခွဲရပြီးတော့ယောက်ျားဖြစ်သူရဲ့အိမ်ကိုလိုက်နေကြရပါတယ်။သူတို့မှညင်းဆက်မိုးအတွက်ခွင့်ရလည်းမရှိသလိုဒီလိုဘဝမျိုးကိုလက်ခံပြီးတော့အလိုက်ထိုက်နေကြရပါတယ်။ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပတ်စံရှာတဲ့လုပ်ကိုမိန်းမတွေထက်ယောက်ျားတွေကပိုလုပ်တတ်ကြတာဖြစ်လို့ယောက်ျားတွေကပိုရေးပါတယ်လို့လည်းမှတ်ယူထားကြပါတယ်။ဒါကြောင့်လည်းလက်ထပ်ဖို့အရွယ်မတိုင်သေးတဲ့ကလေးတွေကိုလက်ထပ်ပေးလိုက်ခြင်းဖြင့်အဲဒီကလေးတွေကြီးပြင်းဖို့အတွက်ကုန်ကြမဲ့စရိတ်ကိုတက်တာဖို့ထောက်ပံ့ပေးဖို့အတွက်အသုံးပြုကြတာပဲဖြစ်ပါတယ်။ဒါကအမျိုးသမီးတယောက်ရဲ့အခွင့်အရေးနဲ့တရားမျှတမှုတွေကိုဆုံးရှုံးလိုက်ရတဲ့စိတ်မကောင်းစရာအခြေအနေတစ်ခုဖြစ်ပါတယ်။ဒီသနာစရာမိန်းကလေးတွေကအသက်ငယ်ငယ်လေးနဲ့ပညာရေးအခွင့်အလမ်းတွေပိတ်ဆို့ခံလိုက်ရသလိုမိသားစုတွေတငယ်ချင်းတွေနဲ့လည်းအဆက်ပြတ်ခံလိုက်ရတာကြောင့်သူတို့ရဲ့ဘဝတွေကတိုးတက်မှုမရှိပဲပိုကောင်းတဲ့ဘဝတွေရရှိစေမယ့်အခွင့်အရေးတွေနဲ့ဝေးကွာသွားကြပါတယ်။ဒါကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စီးပွားရေးအခြေအနေကြောင့်ဖြစ်သလိုပုံမှန်မဟုတ်တဲ့ရိုးရာထုံးတမ်းအစဉ်အလာတွေကြောင့်အမျိုးသမီးတွေရဲ့လူအခွင့်အရေးတွေကဆုံးရှုံးလာရတာပဲဖြစ်ပါတယ်။လက်ဝေရမရှိပဲမျိုးဆက်လေးဆက်ဇက်တိုက်ရှင်သန်လာတဲ့မိသားစုဥပဒေရေးရာတွေနဲ့အတည်ပြုရတဲ့ကိစ္စတွေမှာလက်ဝေရဆိုတာလိုအပ်ပေမဲ့ပြည်သက်တို့မှာလက်ဝေရမရှိဘူးဆိုရင်ဘာဆက်လုပ်မယ်လို့တွေးထားဘူးလဲ။ဒီလိုလက်ဝေရမရှိတဲ့ရှက်ကာမိသားစုဆိုတာဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကရက်တီခရိုင်မှာအမှန်တကယ်ရှိပြီးရှက်ကာမိသားစုရဲ့မျိုးဆက်40လုံးမှာလက်ဝေရမရှိကြသလိုသူတို့ရဲ့လက်ဆောင်ထိပ်တွေကပြောင်ကျော်ရီတွေဖြစ်နေကြပါတယ်။ဒီလိုလက်ဝေရမရှိတာကအရင်ခေတ်ကဆိုရင်ကိစ္စမရှိပေမဲ့လက်ဝေရနဲ့အတီးပြူတာတွေကိုရေးချက်လက်မှန်ကန်ကြောင်းဆုံးဖြတ်တာတွေပြုလုပ်လာကြတဲ့ခေတ်မီလာတဲ့အချိန်မှာတော့ဒါကအကြီးမားဆုံးပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ပထမဆုံးသူတို့ကြုံတွေ့ရတဲ့ပြဿနာကတော့ကားလိုင်စင်စာမိုးဝဲအောင်မြင်ခဲ့ရင်တောင်မှရမောင်းလိုင်စင်မရရှိနိုင်ပါဘူး။သူတို့ကလိုင်စင်စာမိုးဝဲအောင်မြင်ပြီးငွေကြေးလက်သွင်းပြီးတာတောင်မှလိုင်စင်လုပ်တဲ့စစ်မောင်းမဖြစ်မနေလိုအပ်တဲ့လက်ဝေရကိုမထည့်သွင်းနိုင်တဲ့အတွက်ရမောင်းလိုင်စင်လည်းမရရှိကြပါဘူး။နောက်ထပ်ကြုံရတာကတော့စင်ကတ်ဝယ်တဲ့အချိန်တိုင်ပတ်တဲ့ကိစ္စပါပဲ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖုန်းစင်ကတ်ဝယ်တဲ့အခါနိုင်ငံတော်ကအချက်အလက်တွေနဲ့ကိုင်မကိုက်စစ်ဆေးဖို့လက်ဝေရနဲ့စစ်ပြီးတော့မှဝယ်ရတာကြောင့်ရှက်ကာမိသားစုဝင်တွေမှာကိုပိုင်စင်ကတ်တွေလည်းမရှိကြပါဘူး။အဲဒါကြောင့်ဆက်သွယ်ဖို့နဲ့ဖုန်းအသုံးပြုဖို့သူတို့တော်တော်လေးကိုအခက်တွေ့နေကြပါတယ်။ဒီလိုလက်ဝေရမပါတဲ့ရှားပါတဲ့လက်ချောင်းတွေရှိနေရတာကမျိုးရိုးလိုက်တဲ့ရှားပါယောဂါတစ်မျိုးဖြစ်တဲ့အဒါမတ်တိုကလစ်ဖီယာကြောင့်ဖြစ်ပါတယ်။ဒီယောဂါကို2009ခုနှစ်မှာ Professor Peter Edding ကသူ့ရဲ့လူနာအမျိုးသမီးငယ်စီကနေတွေးရှိခဲ့တာပဲဖြစ်ပါတယ်။ဒီမျိုးသမီးက US ကိုခီးသွားခဲ့ပြီးတော့နိုင်ငံထဲဝင်တဲ့အခါမှာသူ့ရဲ့လက်ဝေရကစကန်ဖတ်မရတာကြောင့်အာဏာပိုင်တွေက passport တွေကရုံနဲ့တရုတ်ထဲတူတာတောင်မှပေးမဝင်ခဲ့ပါဘူး။သူ့ရဲ့လက်ချောင်းတွေကလက်ဝေရတောင်ယူလို့မရအောင်ချုံးမွေ့ပြောင်ချောနေပြီးတော့ဒါဟာရှားပါးရောဂါတစ်မျိုးကြောင့်ဖြစ်ရတယ်ဆိုတဲ့အချက်ကိုရှာဖွေတွေးရှိခဲ့ကြပါတယ်။ကျမရေးရတော့ဆူဆူဝါးဝါထိခိုက်မှုတွေမရှိပေမဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ကိုယ်ရေးအချက်အလက်စစ်ဆေးရေးအပိုင်းတွေမှာတော့အဆင်မပြေမှုတွေဖြစ်လာစေပါတယ်။ဒီယောဂါကကမ္ဘာပေါ်မှာမိသားစုအနေငယ်မှာသာဖြစ်လက်ရှိတဲ့ရှားပါးယောဂါတစ်မျိုးဖြစ်ပြီးတော့
ကဘာပေါ်မှာနေတိုင်းကျမတို့မသိသေးတဲ့ရှားပါယောဂါတွေဖြစ်လာနေရဲဆိုတာကိုလည်းသတိထားမိလာစေပါတယ်။ယောက်ျားတစ်ယောက်တည်းကိုလက်ထပ်ထားကြတဲ့အမေနဲ့သမီးကြည့်ရတာထူးဆန်းပြီးမယုံကြည်နိုင်စရာကောင်းတဲ့ဒီဖြစ်စဉ်ကဘင်္ဂလားဒေ့ရှ်ကလူမျိုးစုတစ်ခုမှာတကယ်ဖြစ်နေတဲ့အရာဖြစ်ပြီးနိုင်ငံတော်ဝန်လုံးမှာတော့ဒီလိုမဟုတ်ကြပါဘူး။ဒီလိုအမေနဲ့သမီးကယောက်ျားတစ်ယောက်တည်းကိုလက်ထပ်တဲ့ဒလေးကမန်ဒီလို့ခေါ်တဲ့လူမျိုးစုတွေရဲ့ရိုးရာဒလေးပဲဖြစ်ပါတယ်။မန်ဒီဒလေးကမိုးစုံမတစ်ယောက်ကနောက်ထပ်အိမ်အောင်ပြုချင်တဲ့အခါအိမ်အောင်ဘက်ကိုသူ့ရဲ့တည်ဆုံးသွားတဲ့ခင်မွန်းဖြစ်သူရဲ့ဆွေမျိုးရင်းချာတွေကပဲပြန်လည်ရွေးချယ်ရမှာဖြစ်ပြီးဒီလိုမှသာမျိုးဆက်မပြတ်စီအောင်ထိမ့်သိမ်းထားနိုင်မယ်လို့ယူဆထားကြလို့ပဲဖြစ်ပါတယ်။ဒီအချက်ထက်ပိုထူးဆန်းတာကတော့ရွေးချယ်ခံထားရတဲ့သူတို့သားတွေကသူတို့နဲ့လက်ထက်မဲ့မိုးစုံမတွေထက်အသက်အများကြီးငယ်နေကြတာပဲဖြစ်ပါတယ်။သူတို့သားလောင်းတွေကလက်ထက်ချိန်များမဲ့မိုးစုံမတွေရဲ့တားရွယ်လောက်ပဲရှိနေကြတာကြောင့်သူတို့နဲ့လက်ထပ်ဖို့အတွက်ဒီလိုအသက်ကွာခြားမှုကြီးမားတာကြောင့်လက်ခံပေးကြတဲ့အတွက်သူတို့ရဲ့သမီးတွေကိုဒုတိယသူတို့သမီးအဖြစ်စုအနေနဲ့ချီးမြှောက်ကြတာပဲဖြစ်ပါတယ်။ဒီသုံးပွင့်ဆိုင်အခြေရေးကြီးကထင်ထားတာထက်အများကြီးပိုရှုပ်ပြီးစိတ်ဝင်စားဖို့တော့ကောင်းပေမဲ့ဒီအခြေအနေမျိုးနဲ့ကြုံနေရတဲ့အမေနဲ့သမီးအတွက်တော့စိတ်မကောင်းစရာပါပဲ။ဒီရိုးရာဒလေးကလုံးဝကျဉ်းတတ်ဖို့မကောင်းသလိုတိမ်ခေါ်သွားတဲ့ဒလေးတစ်ခုဆိုရင်လည်းမမားပါဘူး။ဒီလိုလက်ထပ်လိုက်ရတဲ့အမျိုးသမီးတွေကလည်းသူတို့ကံကြမ္မာကိုဒီတိုင်းလက်ခံလိုက်ပြီးအမေရင်းဖြစ်သူနဲ့အတူယောက်ျားတစ်ယောက်တည်းကိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းနေထိုင်သွားမလားဘဝတစ်လျှောက်လုံးစိတ်ဆင်းရဲနေကြမလားဆိုတာကိုတော့သူတို့ရဲ့အတွင်းစိတ်ကိုတော့မသိနိုင်ကြပါဘူး။လူ့ခွင့်ရေးနဲ့လွတ်လပ်မှုမရှိတဲ့ဒီရိုးရာဒလေးကလက်ခံနိုင်စရာအကြောင်းလုံးဝမရှိသလိုအမေဖြစ်သူရွေးချယ်ထားတဲ့ယောက်ျားနဲ့အတူတူပေါင်းသင်းမှုဖိအားပေးခံရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်ခံရသလိုပဲဖြစ်မှာပါခင်မီတိုးချက်နေတဲ့လူဖွဲ့စည်းတွေရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်လေကိုပိုင်ဆုံးဖြတ်ချက်နဲ့ကိုပိုင်ခွင့်ရည်ဆုံးရှုံးပြီးသူတို့ထားရနေဆရာသွားနေရတဲ့ဒီရိုးရာကိုရှုံချမှာဖြစ်ပါတယ်ရင်ကျေးတဲ့လူဖွဲ့စည်းနဲ့ပတ်ဝန်းကျင်မှာသာဒီလိုကိစ္စဖြစ်ခဲ့ရင်တော့ဘလို့မှသင်ကြီးခံနိုင်မှာမဟုတ်ပါဘူးရှင်ထူးဆန်းတဲ့နှစ်သိမ့်ရိုးရာဒလေးများကဘာအနှံ့မှာနွေရာသီမတိုင်ခင်နှစ်သက်ကူပွဲတော်တွေကျင်းပကြပြီးနှစ်သက်ဆိုတာနဲ့အဝတ်သစ်တွေဝတ်မယ်နေထိုင်ရာပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်မယ်စတာတွေကိုပဲတွေးမိကြမှာပါဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ပြည်သက်တို့စိတ်ကူးထားတာထက်ပိုထူးဆန်းတဲ့ဒလေးတွေရှိနေပါတယ်ပိုဟီလာပိုဟီရှတ်ဆိုတဲ့ပွဲတော်ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျင်းပတဲ့ပွဲတော်တွေကအကြီးဆုံးပွဲတော်တစ်ခုဖြစ်ပြီးနှစ်သက်ကိုကြိုဆိုတဲ့ပွဲတော်ဖြစ်ပြီးနှစ်တိုင်းဧပြီ14ရက်မှာစတင်ကျင်းပပါတယ်ပွဲတော်အစမှာစိတ်လုံးရှားဖို့ကောင်းပြီးပျော်ဖို့ကောင်းတဲ့နွားရိုက်ပြိုင်ပွဲနဲ့စတင်ပြီးတော့နဗန်းပွဲလှေပြိုင်ပွဲကြက်တိုက်ပွဲတွေကိုလည်းကျင်းပကြပါတယ်ဒီလိုပွဲတော်ရက်တွေဆိုမိသားစုတွေကအင်ကိုတန်ရှင်းလုပ်ပြီးအလှဆင်ကြသလိုအဝတ်တွေဝယ်ဖို့အတွက်လည်းဈေးဝယ်ထက်ကြပါတယ်ဒါအပြင်အဓိကကြားတဲ့တနစ်တာအတွက်အရေးကြီးတဲ့ပွဲတော်တွေအခမ်းအနားတွေပါတဲ့စာအုပ်ကိုလည်းမဖြစ်မနေဝယ်ကြပါတယ်အဲဒီစာအုပ်မှာမိသားစုဝင်တွေအတွက်မင်္ဂလာရက်မြတ်ရွေးဖို့အိမ်နက်တွေလုပ်ဖို့ရက်တွေကြီးလို့ရတဲ့အပြင်နောက်နေ့ရက်ပေးရက်တွေကိုပါဖော်ပြထားပါတယ်။ဒါကပွဲတော်တွေပေးရက်တွေကိုချိုတင်ကြည့်နိုင်ဖို့အတွက်ရေးဆွဲပေးထားတဲ့နောက်နှစ်တွေအတွက်ပြက်ကလေးဆိုလဲမမှားပါဘူး။နောက်ထပ်ရိုးရာဒလေးတစ်ခုဖြစ်တဲ့အေပရိုနာလို့ခေါ်တဲ့ရိုးရာပကြီးရေးဆွဲခြင်းကလည်းဒီပွဲတော်အတွက်မပါမဖြစ်တစ်ခုဖြစ်ပြီးတော့ကနုတ်ပုံတွေပတ်တန်တွေနဲ့အမှုပညာမျှအောင်ရေးဆွဲရတာပဲဖြစ်ပါတယ်။ကျမ်းမြေပေါ်မှာဒီအယ်ပိုနာပကြီးတွေကိုရေးဆွဲပြီးတော့အလားပါဆုံးပွဲတော်နေရာတစ်ခုအဖြစ်ဖန်တီးပုံဖော်ကြပါတယ်။ဒီလိုရေးဆွဲခြင်းကနှစ်သက်မှာမိသားစုတွေစီပျော်ရွှင်စရာတွေတည်ဆောင်လာမယ်ဆိုတဲ့အထိမ်းအမှတ်ဖြစ်ပြီးတော့နှစ်သက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ရိုးရာစားကြတွေစားကြပြီးတော့ကြိုဆိုကြပါတယ်။မနက်ပိုင်းမှာမိသားစုဝင်တွေကပန်တာအိုင်လစ်ရှက်ကီလက်ချီပူရီဆန်ဒစ်စားရိုးရာစားကြတွေကိုမိသားစုတစ်ခုလုံးစားအတွက်ပြင်ဆင်ပြီးတော့ပျော်ပျော်ပါးပါးစားကြပါတယ်။ပွဲတော်ရဲ့ညနေပိုင်းမှာတော့ပွဲခမ်းနားနဲ့ဂီတဖျော်ဖြေပွဲတွေစတင်ပြီးအကားအလှတွေနဲ့နှစ်သက်ကိုပျော်ပျော်ရွှင်ရွှင်စီကားတိုင်းမြိုက်စွာကြိုဆိုကြပါတော့တယ်။လူပေါင်းထောင်နဲ့ချီတိုးစီးနေကြတဲ့ရထားတွေပရိသတ်တို့တောင်ဒီမြင်ကွင်းကိုမြင်လိုက်ရရင်ဟုတ်ကောဟုတ်ပါမလားလို့တွေးတောနိုင်တဲ့အပြင်ကိုမျက်စိကိုယုံမှတော့မဟုတ်ပါဘူး။ဒီမြင်ကွင်းကိုမတ်လာလောက်ကခီးသွွားရုပ်ရှင်တွေရိုက်ကူးနေကြလူတစ်ယောက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်ဒါကာကိုအလဲသွားရင်းနဲ့ဒီမြင်ကွင်းကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးဒီဒါကာမြို့ကဘူတာမှာနေရောညပါလူစီကားလေးရှိတာပဲဖြစ်ပါတယ်။ရထားချက်ပေးတဲ့ကြားတာနဲ့ရထားပေါ်ကိုလူရက်တက်ကြမဲ့လူထောင်ပေါင်းချီကဘူတာမှာစောင့်နေကြပြီးလွှဲမရှောင်သားတဲ့အချိန်တွေမှာကိုသွားကျင်တဲ့နေရာကိုတွားရဖို့အတွက်ရထားခေါင်မိုးပေါ်ကနေတက်လိုက်ရမယ်ဆိုရင်လေလိုက်စီးကြပါတယ်။ဒီ
ဒီခီးသွားဗီဒီယိုတွေရိုက်တဲ့ YouTuber ကလည်းတထားခေါင်မုံပေါ်မှာတက်စီရတဲ့လူတွေထဲမှာပါဝင်ခဲ့ရပြီးတွေးကြည့်ရင်တော့ဒါတကယ်ကိုအန်တရယ်များတဲ့ခီးစဉ်ပါပဲမနက်ပိုင်းနဲ့နေခင်းပိုင်းတွေကအလုပ်သွားအလုပ်ပြန်အချိန်ဖြစ်တာကြောင့်ပိုလူကျက်ပြီးတော့ခီးတွေကဘယ်နေရာပဲရရတွားလို့ရကိုအချိန်မီတာရောက်ရင်အဆင်ပြေပြီးဆိုတဲ့စိတ်နဲ့လိုက်စီးကြပါတယ်ဘင်္ဂလားဒေ့ရှ်ကရထားလမ်းအရှည်က3000 ကီလိုမီတာလောက်ရှိပြီးတနစ်ကိုခီးတွေပေါင်း65တန်းလောက်ကိုကူလူပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံမှာရထားမီ point system ကအဆင်မပြေတဲ့အတွက်ရထားတွေကတနင်္ဂနွေကို43 ကီလိုမီတာအရှိန်လောက်နဲ့သာမောင်းရပြီးတော့ပွဲတော်ရက်တွေဆိုလူပိုများတဲ့အတွက်လူအုပ်ကြီးအပြည့်နဲ့ရထားကြီးကိုတောင်းမဖွယ်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ဒီလိုခီးသွားတဲ့ရထားတွေပေါ်မှာကလေးငယ်လေးတွေလည်းပါပြီးဒီပုံတွေကိုမြင်ရတာနဲ့ချင်းစိတ်လျှောက်ပြီးမွန်းကျက်စီရဲ့ခံစားချက်ကိုပရိသတ်ကြီးတို့ခံစားရမှာပါပရိသတ်တို့သာသူတို့ရဲ့ရထားပို့ဆောင်ရေးကိုကြုံတွေ့ပြီးပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကိုနောက်တစ်ချိန်ပြန်အခြေချဖို့တော်တော်လေးကိုစဉ်းစားမိမယ်လို့ထင်ပါတယ်ထူးခြားတဲ့ပကံတွေကိုအသုံးပြုကလက်နဲ့နေဖက်စားတောက်ခြင်းအနောက်နိုင်ငံတွေနဲ့တချို့အာရှနိုင်ငံတွေမှာဆိုရင်တခုခုစားသုံးတဲ့အခါတူရီခင်းနေဆွင်းနေနဲ့ကြကြနာနာစားသုံးကြပဲပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ဒီလိုမဟုတ်ပါဘူးသူတို့ရဲ့ရိုးရာအစားအစာနာမည်ကစထူးဆန်းပြီးအဲ့ဒီအစားအစာနာမည်ကတော့ပန်တာဘက်လို့ခေါ်ပါတယ်ထမင်းကိုရေထဲမှာတညာလုံးနှီးပါစိန်ပြီးလှုပ်ထားတဲ့အတွက်ဒီအစားအစာကအနှင်းငယ်ချင်းနဲ့အရသာရှိပြီးတော့သူတို့ကဒါကိုမနက်စာအဖြစ်မနက်၈နာရီလောက်မှစားသုံးကြပါတယ်နောက်တစ်မျိုးကတော့စံကိုလုံးပြီးချက်ထားတဲ့မူရီလို့ခေါ်တဲ့အစားအစာဖြစ်ပြီးဒါကိုတော့သူတို့ကနေ့လယ်စာအဖြစ်မစားကြပါဘူးသူတို့နေ့လယ်စာစားတဲ့အချိန်ကလည်းတခြားနိုင်ငံတွေလိုမဟုတ်ပဲ2နာရီပတ်ချာလေလောက်မှစားကြတာဖြစ်ပြီးနေ့လယ်စာကိုတော့တေချာခုတ်ထည့်ချက်ပြုတ်ပြီးပါဝင်ပစ္စည်းတွေတေချာထည့်ထားတဲ့ဒဲလို့အမည်ရတဲ့ဘဲဟင်းတစ်မျိုးကိုစားလဲရှိကြပါတယ်သူတို့စားတဲ့ညလယ်စာကပိုလိုတောင်ထူဆန်းပြီးတော့ဘင်္ဂလားဒေ့ရှ်မှာည7နာရီလောက်မှတောင်နွားနုနဲ့ထမင်းကိုရောပြီးတော့စားလိရှိပါတယ်။အိန္ဒိယနိုင်ငံလိုပဲဘင်္ဂလားဒေ့ရှ်မှာလည်းအစားစားရင်တူးတို့ဇွန်းတို့ကိုအသုံးပြုလို့မရှိကြပါဘူး။ထမင်းစားပွဲမှာဟင်းခက်ရင်တောင်လက်နဲ့ပဲနှိုက်ခဲ့ရပြီးတော့ထမင်းတို့မဟုတ်ချာပါတီတို့ကိုဟင်းစလုံးတစ်ခုနဲ့တွဲစားတတ်ကြပါတယ်။တကယ်လို့ထမင်းနဲ့ဟင်းဆိုရင်လည်းနေဖက်ပြီးတော့အားရပါရစားတတ်ကြသလိုဟင်းနဲ့ချာပါတီဆိုရင်လည်းချာပါတီကိုအပိုင်းသေးသေးလေးတွေဖြတ်ပြီးတော့ဟင်းရည်တွေကိုတိုးတိုးပြီးတော့စားကြတာမျိုးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဂျော်လိုခီယာလို့ခေါ်တဲ့ငရုတ်တီတစ်မျိုးကလည်းနာမည်ကြီးပြီးတော့အဲဒီငရုတ်တီကကမ္ဘာပေါ်မှာရှိတဲ့အဆက်ဆုံးငရုတ်တီတွေကတစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့အဆက် level နှုန်းကငရုတ်ကောင်အခါ1000မကစားတာထက်ပိုဆက်ပြီးတော့ပရိသတ်တို့သာကောက်ရည်သိန်းချင်းမှာဘင်္ဂလားဒေ့ရှ်ကိုအလဲလာမယ်ဆိုရင်မျက်စိတစုံသီးနေတဲ့ငရုတ်ခင်းကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဒီငရုတ်ခြံတွေကတနစ်ကိုငရုတ်တီ3000တန်လောက်ထုတ်ပေးနေတာပဲဖြစ်ပါတယ်ရှင်။ဒါတွေကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ထူးဆန်းတဲ့ရိုးရာဓလေ့တွေနဲ့လူနေမှုပုံစံတွေပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းအခြားနိုင်ငံတွေရဲ့ထူးခြားဆန်းကျယ်တဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြရအောင်ပါရှင်။